မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်အာကာပါကျွန်တော်နဲ့လူသေးဘက်ရိုက်ပြီးတော့ work permit ကြားတဲ့လူတွေကိုကျွန်တော်ဗီဇာတစ်သုတ်ထည့်ပေးပြီးရဖြစ်ပါတယ်ရုံကနေလည်းကျွန်တော်စီကိုပြန်ရောက်လာပါပြီဘယ်သူတွေပါလဲဘယ်သူတွေမပါဘူးလဲဆိုတာတော့ကျွန်တော်တယောက်ချင်းစီအသေးစိတ် messenger ကနေပြီးတော့အကြောင်းကြားပေးမှာပဲဖြစ်ပါတယ်ဒီရရှိတဲ့ဗီဇာတက်တန်းကတော့17ရက်12လပိုင်း2026အထိပဲဖြစ်ပါတယ်ဒီဗီဇာရပြီးတဲ့လူတွေကတော့ထိုင်းနိုင်ငံအတွင်းကိုစိတ်ကြိုက်သွားလာလို့ရပြီပေါ့နော်တခြားကိုအလဲသွားခြင်းနဲ့အာဆီယံတွေကစင်ကာပူတို့မလေးတို့ဗီယက်နမ်တို့လာအိုတို့လည်းဒီ VND တုံးထုပြီးတော့မှသွားလဲလို့ရပြီပေါ့နော်ဒီစာအုပ်မရှိသေးတဲ့လူတွေစာအုပ်ဒီအစိုးရကနေပြီးတော့မှ CI ဖွင့်အောင်တစ်ချက်ပြန်ဆောက်ရပါမယ်ဒီ CI သမားတွေကြတော့နိုင်ငံပြည်မှာထွက်လို့မရဘူးပေါ့နော်လက်ရှိဒီဘက်ရိုက်ပြီးတော့စာအုပ်အနီပါလာတဲ့လူတွေကြတော့စာအုပ်ရဲ့ဗီဇာထည့်ပြီးတာ ਨੇ ဒီတခြားနိုင်ငံတွေအလဲသွားလို့ရပြီဖြစ်ပါတယ်မသွားခင်မှာလည်းဒီ VND တုံးထုသွားပါတော့နောက်ဗီဒီယိုကြရင်ကျွန်တော် VND တုံးအကြောင်းကိုလည်းရှင်းပြပေးပါမယ်ကျွန်တော်နားလဲသလောက်ပေါ့နော်ပြီးရင်ဒီဘန်ကောက်အတွင်းမှာမမီ agent နဲ့ဘက်ရိုက်လာပြီးတော့မမီ agent ကဒီဗီဇာကိုမထည့်ပေးဘူးဆိုရင်ကျွန်တော်စီမှာလာပြီးတော့မှဆက်သွယ်လို့ရပါတယ်ကျွန်တော်ဗီဇာထည့်ပေးတဲ့စာပေလည်းလုပ်ပေးပါတယ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့နံပါတ်1လက်ဝဲနှိပ်ထားတဲ့စာရွက်နံပါတ်2ဒီ work permit ငွေချထားတဲ့900တန်ဘိုက်စီစာရွက်နံပါတ်3 work permit လို့ခေါ်တဲ့ဘိုင်နူရထမငန်ပေါ့နော်အဲ့ဒီတစ်ရွက်3ရွက်ရဲ့ပြီးရင်စာအုပ်အစစ်ရဲ့ license တပ်ပုံတစ်ပုံရဲ့ကျွန်တော်စီကိုပို့လာပေးတာ ਨੇ ကျွန်တော်ဗီဇာထည့်ပြီးလို့ရပြီပဲဖြစ်ပါတယ်ဘန်ကောက်အတွင်းဆိုကျွန်တော်ခုနိုင်လိုက်ယူပေးပါတယ်ပြီးရင်ပြန်ပို့ပေးပါတယ်ကျေးဇူးပါနောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်